တခါကပေါ်နယ်ဘက်မြို့လေးရဲ့အလုံးတစ်ပင်အရိပ်တွေနဲ့အေးချမ်းလှပတဲ့ရွာလေးတွေရွာရှိခဲ့တယ်။အဲ့ဒီရွာမှာအေးချမ်းတို့မိသားစုလေးနေထိုင်ကြတယ်။အဖေဖြစ်သူကတော့ဆုံးပါသွားရှာပြီးမို့မိသားစုမှာ၄ယောက်ပဲရှိပါတော့တယ်။အေးချမ်းရဲ့အမိအသက်20အရွယ်အေးချမ်းနဲ့12နှစ်သားညီလေးတော့ပေါ့။သူတို့ဟာရွာမှာတော့အရန်ကိုအေးဆေးဆေးနေတတ်တဲ့မိသားစုလေးပါ။အမိဖြစ်သူကတော့နေ့တိုင်းဟင်းရွက်ပန်းကိုခေါင်းပေါ်တင်လို့ရွာပတ်ပြီးဈေးလေရောင်းရင်းဘဝကိုရုန်းကန်ခဲ့ရတာပေါ့။တနေ့မှာတော့အေးချမ်းအမေဟာဟိုဘက်ရွာကိုဈေးသွားရောင်းရင်းအပြန်မှာညနေဆောင်သွားခဲ့တယ်။ရွာနေရွာသားကိုဖျက်ထားတဲ့လမ်းမှာတော့ညနေဆောင်ပြီးဆိုတာနဲ့ဘသူမှမဖျက်ရတဲ့တီချိုးတစ်ခုရှိနေခဲ့တယ်။အေးချမ်းအမေဟာတရေအရန်ကြောက်တတ်သူမို့ကြောက်လန့်နဲ့ပဲအင်းရပြန်လမ်းကိုအမြန်လျှောက်လာခဲ့ပါတယ်။ညနေဆောင်ချိန်လေငင်းတောင်မလွတ်သလိုတလောကလုံးတိတ်ဆိတ်လုံးနေတယ်။တောအုပ်ထူထိုက်တဲ့အဲ့ဒီလမ်းဟာနေဝင်းချင်းရောက်တာနဲ့မှောင်မိုက်မြန်လွန်းတတ်ပါတယ်။အေးချမ်းအမေဟာအရွက်ပန်းကိုခေါင်းပေါ်တွေ့လို့လှမ်းလျှောက်လာချိန်မှာခြေလမ်းတိုင်းမှာတိရွက်6တွေကကရက်လို့အတန်ထွက်နေတယ်။သူမရဲ့နှလုံးခုန်တန်းကကိုပြန်ကြားရလောက်အောင်မြန်နေပြီ။မင်းရဲ့တောတွေက6တစ်ပင်နုံးတယ်လို့ညီပဲမကြောက်ရဘူးလို့ကိုပြောနေတော့မှနောက်ဘက်ကနေလိုက်လျှောက်လာသလိုခြေတန်းတန်ကိုကြားလိုက်ပြန်တယ်။သူမရက်လိုက်တယ်။ခြေတန်းလည်းရက်သွားတယ်။သူမပြန်လျှောက်လိုက်တယ်။နောက်ကလည်းထက်လိုက်လျှောက်လာသလိုကြားရပြန်တယ်